တို့ရေတကယ်ကိုလုံးဝအတိန်တော့တစ်ချက်လောက်လိုက်ကြည့်ကဲဒီလိုပါကင်ဂျင်းနဲ့လာမယ်ဒီလိုပကတ်ယူရမယ်ဒီပကတ်လေးရဆိုရင်နံပါတ်1အချက်အနေနဲ့နေရာအလွယ်တကူတောဆွေးလို့ရတယ်ဘိတ်လုံးပါတာဖြစ်တဲ့အတွက်ကိုဘယ်နေရာဖြစ်ဖြစ်အလွယ်တကူနဲ့တောဆွေးနိုင်တယ်ပေါ့နော်ပြီးတော့နံပါတ်2အချက်ကကြတော့သူ့မှာပေါဝေပစ္စည်းအရင်စုံတယ်ပေါ့နော်ပေါဝေပစ္စည်းအနေနဲ့ဆိုရင်ဒိုင်ဘာလဲတဲ့စိန်ပါမယ်ပြီးတော့ပစ္စည်းထဲတဲ့ဒီလိုကတ်လေးတွေပါမယ်ပေါ့နော်ပြီးတော့အောက်ခံအခင်းဆိုရင်လည်းပဲသူကဆိုဖာအခင်းပါမယ်ပြီးတော့ဒီမှာဒီလိုမျိုးခြေထောင်လေးရယ်ပြီးတော့ဒီလိုမျိုးအယုတ်လေးလည်းပါမှာပဲဖြစ်ပါတယ်ဒီဘက်3အချက်အနေနဲ့ဆိုရင်သူ့မှာတခြားပကတ်တွေနဲ့မတူဘဲနဲ့တမူထူးခြားတဲ့ဒီလိုမျိုးဖြုတ်လျှော်တဲ့ဇက်လေးတွေပါတယ်ပေါ့နော်ဖြုတ်လျှော်မဲ့ဇက်လေးပါတော့အလွယ်တကူနဲ့ဖြုတ်လျှော်လို့နိုင်တယ်ပြီးတော့ခောက်သေးရကလည်းအရင်လွယ်ကူတယ်ပေါ့နော်မိမိတွေဘယ်နေရာသွားခရီးသွားတာပဲဖြစ်ဖြစ် overseas သွားတာပဲဖြစ်ဖြစ်အလွယ်တကူနဲ့ခောက်သေးပြီးတော့မှလည်းပဲယူသွားလို့အဆင်ပြေတယ်ပြီးတော့ပြောဖို့ကြံခဲ့လို့ပေါ့နော်သူ့မှာဆိုရင်ဘိန်းလုံးမှဆိုရင်လည်း break လေးလည်းပါတယ်ပေါ့နော် break ကအတင်အချလုံးလို့ရတယ်တကယ်လို့မွေးကိစ္စကလေးလေးအတွက်သုံးပြီးပြီဆိုရင်လည်းပဲတကယ်လို့6လပြည့်ပြီ4လ5လပြည့်ပြီဆိုရင်လည်းပဲချန်ကအနေနဲ့ဆိုပြီးတော့မှသုံးလို့ရတယ်ပေါ့နော်ဒီမှာမိမိတွေအတွင်းထဲမြင်နေတဲ့အတိုင်းပဲအောက်ကအကက်လေးကိုဒီအပေါ်ကဆိုဖာလေးအောက်ကိုချလိုက်ရင်သူကချန်ကလေးလိုမျိုးဖြစ်သွားမယ်နော်ကဲအခုလို့ဆိုလို့ရှိရင်ပေါ့နော်ဒီပစ္စည်းကိုခောက်ပြီးတော့မှပစ္စည်းအကုန်သူ့မှာပါတဲ့ accessory အကုန်ဒီအိတ်ထဲထည့်ထားတဲ့ဟာလေးပေါ့နော်အဲ့လောက်လေးပဲရှိတယ်တေးသေးချစ်လေးလေးပဲနော်ခုရှင်းပြသွားတဲ့ပကတ်လေးရဆိုရင်ချင်းငယ်ရှင်းပြတဲ့အထက်မှာတေချာလေးအသေးစိတ်တောင်မပါသေးဘူးပေါ့နော်အဲ့တော့ချင်းငယ်နေပြီးတော့မှဆိုင်မှာတေချာရှင်းပြပေးမယ်ဆိုင်ကိုတာလာခဲ့ပါဆိုင်ကိုလာမယ်ဆိုရင်ဆိုင်လိုက်စာလေးကတော့တီးရမှအဆင်ပြေမယ်အဲ့တော့ဆိုင်လိုက်စာလေးပြောပေးမယ်ဆိုင်လိုက်စာလေးကယူစနာပလာဇာနီယူစနာလန်နဲ့ကတမလန်ရဲတာမှာလောကပေးမရှိဘဲနဲ့ဖစ်လစ်ပေးထားပါတယ်ရှင်ဒီပစ္စည်းဟာဈေးအရင်တန်တယ်နော်ဈေးနှုန်းလေးကြတော့ဆိုင်လာရေးတေချာလေးပြောပြပေးမယ်ပြီးတော့နောက်ထပ်သတင်းကောင်းလေးတစ်ခုရှိရဲအဲ့ဒါကြတော့ဒီနေ့9ရက်နေ့က promotion day 2ဖြစ်တာအတွက်ဒီဟာလေးကိုဝယ်မယ်ဆိုရင်အရင်မှတန်နေပါပြီရှင်